Hôm nay mình làm một bài đi video lấy cáp top của nó thì con nó mình này cái mình fake rồi lúc giờ tao làm bài nó khác nó liệt vô thà thì làm câu kia lúc đó lá mà suy thì hai mày là con nó fake rồi lúc trên lúc đó kêu nó bị cha rồi không cái máy cái đàn lúc đi bàn cái đàn lúc mày lên ma để lúc đã làm ma lại nó nghe dài rồi cái đó nghe hốt xuống nóคุณต้องผู้ดองลูกปีมาสอนง่ายเทปอีไรเดียวเนาะนี่ไม่มีอะไรบนรถแรงเป้าก็เป็นผู้เลี้ยงสุราปีกี่ไรกันเนาะนักวิจารณ์จะมาคุณต้องบุญสวดใจปีสุยไม้อามาอายาตัวเนี่ยนักวิจารณ์แกสวยมีรีพิงเดนเมลนเมลิชาเมทาไรเด็กนี่ไอคุณต้องบูชาปีไรเด็กที่สวยคู่โอ้อัดเทตัวยาแกดีก็เทยาวต่อไปดีอัดเทมาจะรอตัวไปเลยสอบให้ไปปนเนาะตัวจะรอพาไปลูกใหญ่ปนเนาะถ้ารอปิชาลีในลูกถ่ายไปนับพิจารณ์เนาะโอ้อมุยลีเทอะเนี่ยဒီမွေးလေးရကြတော့ရန်ကောင်းနေပေါ့နော်အရန်ကောင်းနေဆိုတာအဲ့ရအမွေးလေးကပေါ့နော်အဲ့လိုမျိုး order ကြီးလုပ်နေဆိုရင်အဲ့အမွေးလေးကိုထည့်ရပါတယ်ထည့်ဝိုင်းစိန်တော့ရပါပြီဒီနော်နောက်တစ်ခုထည့်ပါမယ်နောက်တစ်ခုကတော့ blind box လေးထည့်ပါမယ်ပေါ့နော် blind box ကိုတိုက်ယူပါမယ်ကဲဒီမှာတော့ blind box လေးပေါ့နော်အရင်ချစ်ကောင်းနေပေါ့နော်ဒီ blind box နာမည်မသိပါမယ် blind box ဒီချိန်တိုင်းထည့်လိုက်တယ်ပေါ့နော်ရတီမှာပေါ့နော်အရင်လာရပေါ့နော်အဲ့ဖိုင်မောင်လေးမဆိုးပေါ့နော်မဆိုးဆိုတော့မထည့်ပေးလိုက်ပါတယ်โอเคအဲ့ဒါဆိုရင်နောက်တစ်ခုကျတော့ဗတ်ထည့်ပေးရင်ကောင်းမလဲဆိုတော့plan ပေါ့နော်လို့ပူထည့်ပေးပါမယ်ခွိုက်ပေးပြီပါဒါလေးကတော့ YQD ပေါ့နော် wild but cutie ပေါ့နော်ဒါလေးကကြောင်လေးပေါ့နော်သူများကြီးကြိတ်ကြရဲ့ပြီးတော့ cry baby ရရှားရပေါ့နော်အားကြောင့်မလို့ cry baby ထည့်ပေးရပါโอเคနောက်ပြီးကြတော့ဒီပေါ့နော်လေးထည့်လိုက်ပါရဲ့နောက်တစ်ခုက Scott Panna ထည့်ပေးမှာပါ Scott Panna လေးလည်းနာမည်ကြီးပါရဲ့ Scott Panna ကျတော့စစ်နော်ဒီမှာဒီစစ်လေးထည့်ပေးလိုက်ပါရဲ့ပြီးတော့3ခုပဲထည့်ပေးလိုက်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ပေါ့နော်နေရာရအများကြီးလည်းမဆန့်ဘူးပေါ့နော်အဲအကြောင်းမို့ပဲဖြစ်ပါရဲ့နောက်ပြီးကျတော့နောက်တစ်ခုက squishy ထည့်ပေးလိုက်ပါရဲ့ squishy လေးကလည်းခလေးကြိတ်ကြရပေါ့နော်ဒါပေမဲ့အများကြီးတော့မစောကြပါနဲ့ဘာဖြစ်လဲဆိုတော့ squishy လေးကမကောင်းဘူးပေါ့နော်တိတ်ပြောရမယ်ဆိုရင်ဒါပေမဲ့သူ့ရဲ့ aura လေးကိုပူပြီးကောင်းမှုစီခြင်းလို့ထည့်ပေးလိုက်တာပါနောက်တစ်ခုကကြတော့ဒီကောင်းစီချိုးလေးပါကောင်းစီချိုးလေးက My Melody ကောင်းစီချိုးလေးပဲเนาะချစ်စရာလေးပါပေါ့နော်တခြားဟာတွေလည်းရှိသေးတယ်ဒါပေမဲ့ My Melody လေးပဲထည့်ပေးလိုက်ပါတယ်အမှနောက်တစ်ခုကကြတော့ပေါ့နော် sticker ပေါ့နော် sticker လေးပေါ့နော် sticker လေးကလည်းရှိရှိလေးဆိုတော့အများကြီးသုံးလို့ရအောင်လို့ပေါ့နော်ချစ်စရာလေးပေါ့နော်အများကြီးပဲ blind box ပေါ်ကားလိုက်မယ်ပေါ့နော်စိတ်တော့မရှိပါနဲ့ထုတ်ရင်တော့ blind box လေးကိုမြင်ရမှာပါနောက်ပြီးကြရင်တော့ဒီချာလေးထည့်ပေးလိုက်ပါရေးထည့်ပေးရဲ့အချိန်မှာလည်းနည်းနည်းတော့မွာဖြစ်ပဲပေါ့နော်နောက်ပြီးကြရင်တော့ထည့်ပြီးသွားပါပြီထည့်ပြီးတော့ပြီဆိုတော့အခုအုပ်ဖို့ပဲလိုတော့ပါရဲ့အုပ်ဖို့တက်ကအုပ်လိုမျိုးဟာလေးနဲ့အုပ်မှာပဲဖြစ်ပါရဲ့ဘာနဲ့အုပ်မှာလည်းတီးပြီးသားပါပေါ့နော်ဒါလေးကတော့ဘိုင်ထည့်ထားရဲဆိုတာပြနေရပါပေါ့နော်ဒီ squishy လေးကလည်းချစ်စရာလေးပေါ့နော်ညှိလို့ရန်ကောင်းမယ်လို့ထင်ပါတယ်နောက်တစ်ခုကကြတော့ဒီပေါ့နော်ဒီမှာဖုံးမဲ့ဟာလေးပါနှစ်ခုနဲ့ဖုံးမှရမယ်ဘာဖြစ်လို့လဲဆိုတော့တစ်ခုလေးဆိုမရအောင်ပေးနာကြည့်အောင်နောက်တစ်ခုကကြတော့အဲ့ဒါပဲလုပ်ပါမယ်ကင်မရာပုံလေးကိုနှိပ်ပြီးတော့အမှရှိရပေါ့နော်မိုက်စင်အများကြီးပဲလောင်းလုပ်ထားပါနောက်ပြီးကြတော့ဒါလေးကိုထည့်ပါမယ်ဒါလေးကိုတေးချာလေးကိုတော့လုပ်ပြီးထည့်ပါရဲ့โอเคရပြီဆိုတာနဲ့ချင်းတက်ပြီးတော့ထပ်ဝင်ပြီးတော့thank you for your order ဆိုတော့ My Melody ပုံလေးနဲ့ဟာလေးကိုထည့်ပေါ့ကပ်ပေးလိုက်တယ်ပေါ့နော်ထည့်ပေးလိုက်တာလေးရပါကပ်ပေးလိုက်တာလေးရပါတယ်ကပ်ပေးလိုက်ပြီးတော့
နောက်ပြီးတော့ဒါ pack လုပ်ဖို့ပဲနော် plan box ကိုပိတ်လိုက်တော့မယ်ပေါ့နော် box ကိုပိတ်လိုက်တော့မယ်ဆိုပြီးတော့ပေါ့နော်လုံနေတဲ့အချိန်မှာရှောက်ပြနေပါတော့ box ကိုပိတ်ပါမယ်ခုတော့ box ကိုပိတ်ဖို့တော့ box လေးလာပါရဲ့ box လေးပေါ့နော်အဖုံးလေးပါဒါလေးကအဖုံးလေးပေါ့နော်ပိတ်လိုက်ပါရဲ့စောင်းဖြစ်နေလို့ဆိုပြီးတော့ပြန်လုပ်လိုက်တာပါအဲ့နဲ့လာပါပြီဒါကြီးကြတော့ဘာဖြစ်နေလဲဆိုတော့သူကကျွန်တော်လှပါပေါ့နော်အဲ့တော့နားမှာဟင်းကောင်းလာဆိုမှဟင်းချင်းဟို fake ဟို order လေးပေါ့နော် thank you for your order ဆိုတော့ဟာလေးပဲထည့်ပေးလိုက်ပါမယ်ဆိုထည့်ပေးလိုက်တာဒီနားမှာကတ်လိုက်တာပေါ့နော်နားမှာကတ်လိုက်ပါရဲ့ကပ်ပြီးတော့ရေဆိုတာနဲ့ခဏတစ်ဖြုတ်လေးပေါ့နော်ကြီးနေပေါ့နော်ဘာကြီးမှလဲဆိုတော့အမတူးနမဲရေ fake order အောက်မှာရှိလိုက်မလို့ပဲဖြစ်ပါတယ်အမဲလေးလုပ်ပြီးတော့အမဲလေးလုပ်ပြီးတော့အမနဲ့နောက်ပြီးတော့အမဲလေးလုပ်ပြီးတော့ရေးပါတယ်ပေါ့နော်အမပေါ့နော် M A R Y ဆိုပြီးတော့ပေါ့နော်ရေးပါတယ် Mary Pew ပေါ့နော်အဲ့ဖြူမလေးအစားမှာမှားသွားသေးရပေါ့နော်မေ့ပြီးတော့လေအမ why youရေးလိုက်ပါရောမှားသွားတာပေါ့နော်မှားသွားလို့ပါနောက်ပြီးတော့ my နည်းနည်းစီးစားလိုက်တော့နော်ဖြူရက်မိုက်ပေါင်းနေကြနာမည်မှာမပါဘူးအဲကြောင့်မလို့ပါနောက်ပြီးကြတော့ fake order ဆိုပြီးရေးပါလေဖြစ်ပါတယ်သူ့ရဲ့အောက်ကလေးမှာရေးမှာပါ fake order ဆိုပြီးရေးလိုက်ပါတယ်အမှန်နဲ့ fake order ပေါ့နော် order ပေါ့နော်ရေးလိုက်တယ်အဲ့ချိန်မှာ fake order ကိုဒီချက်ကြည့်ရတော့မှားနေတယ်လို့ရှင်ထဲမှာခံစားရတယ်ပေါ့နော်မှားနေလို့ထင်ပြီးဟောရှောက်ရေးမိလိုက်ပြီပေါ့နော်ထားတင်ကြရင်ကိုယ့်ကိုတိတ်မယုံတတ်ဘူးပေါ့နော်အဲ့တော့နောက်တီချာလေးပြန်စဉ်းစားပြီးတော့တီသွားပြီဆိုမှပဲပြန်ရေးရပေါ့နော်ဟိုRTရဆိုပြီးတော့ပြန်ရေးလိုက်ပါတယ်ကိုမှန်တာကိုကိုမှန်တဲ့ကိစ္စမရှုံးတာပေါ့နော်ဒါမှတော့မလှလို့ပြန်ဖြတ်တာပါundo ပြန်လို့လေ redo တော့မလုပ်တော့ပါဘူး redo လုပ်ရင်မလာတော့ဘူး okay order ဆိုပြီးတော့ပြင်းထဲမှာအလုပ်ပြီးတော့တာတော့ပါပြီဒါလေးကတော့သူ့အတွက်ပေါ့နော်ကိုယ့်ရဲ့နာမည်နဲ့အဲ့လိုမျိုးမှန်ကန်စီနေဆိုရင်ပြောခဲ့အောင်နော်ကိုယ်နာမည်နဲ့အဲ့လိုမှန်ကန်ချစ်တယ်ဆိုရင် chant ဒါမှမဟုတ်လေကိုမထမပြောခဲ့ပါပြီးရင်တော့ကဲအဲ့ဒါဆိုရင်ဒီနေ့တိုင်းမဲ့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲပေါ့နော်ကြည့်ရှုပေးတဲ့သူတိုင်းကျေးဇူးတင်ပါတယ်ပေါ့နော်တတာ